အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဒါ justice ကိုဇွဲနဲ့စုံပြီပေါ့နော်စုံတဲ့အခါကျတော့ဒီနေ့ကျွန်တော်သူ့မေးစရာမေးခွန်းလေးတွေရှိတယ်ကိုဇွဲကကျွန်တော်မေးစရာမေးခွန်းတွေရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းလူထုပဲလေနော်လူထုထဲမှာကျွန်တော်ပါတယ်ဘာလို့ဒီချိန်မှာကျွန်တော်တို့ကတော်လိုင်းမှာတာဝန်ရှိသူတယောက်လားဆိုမဟုတ်ဘူးကျွန်တော်တို့ကလူထုဖြစ်တယ်ပြည်သူတွေကပြည်သူတယောက်ဖြစ်သွားပြီကျွန်တော်တို့ကအဲ့ဒီခါကျတော့ကျွန်တော်တို့မှလည်းဝေဝါးသေးသောအကြောင်းတရားတွေရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လူထုကဒီတော်လိုင်းမှာရှိတဲ့ဒီစံပြပုံကိုယ်တွေလို့ပဲပြောရမလားဘယ်လိုပြောရမလဲပေါ့နော်။ရှေ့တုန်းကတော်လိုင်းလောက်ခဲ့တဲ့လူတွေလို့ပဲပြောရမလား။ဒီလူတွေရဲ့တချို့သောလေယူလေသိန်းတွေနဲ့လိုက်ပြီးတော့မှတချို့ကပြောင်းလဲတတ်တယ်လို့တချို့ကတော့ကိုပိုင်ခိုင်ရမမာနဲ့ကိုစိတ်ဓာတ်နဲ့ကိုရက်တီကြတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့မေးချင်တဲ့မေးခွန်းကတော့ကျွန်တော်3ခု4ခုလောက်တော့ရှိတယ်ဗျဘာလဲဆိုတော့ဒါနဲ့တင်ကျွန်တော်တို့ဒါမိနစ်40တနာရီဝန်းကျင်လောက်ဖြစ်သွားမယ့်အနေအထားမျိုးတော့ရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ပထမဆုံးတစ်ခုမေးချင်တာကိုစွဲနားလည်ထားတဲ့ COC ဆိုတာဘာလဲကျွန်တော်နားလည်ထားတဲ့ COC ကတော့မရှိဘူးပေါ့ဒါပေမဲ့ COC တို့ဆိုတာ chain of command code of conduct ပေါ့နော်chain of command တို့ code of conduct တို့ဆိုတာကဒါနိုင်ငံတကာစစ်တပ်တွေမှာခေါ်ဖွဲ့စည်းတွေမှာအားလုံးရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပုဂ္ဂလိကနားလည်ထားတာတော့ဘာမှမရှိဘူးဒါနိုင်ငံတကာစံချိန်စံညွှန်းအတိုင်းပဲကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ကတော့ရေးဆွဲပြင်ဆင်ဖွဲ့စည်းထားတယ်မတူတာတော့တခုပဲပေါ့မတူတာတော့ဗာလဲဆိုလို့ရှိရင်ဥမာပေါ့ကျွန်တော်တို့ justice ဆိုကြမှာဆို code of conduct တွေကိုဘယ်လိုလုပ်လဲဆိုလို့ရှိရင်တပ်ဖွဲ့ဝင်အားလုံးရဲ့သဘောတူညီမှုနဲ့ code of conduct တွေကိုရေးတာပေါ့အဲ့တော့အဲ့ဒီဟာကတပ်ဖွဲ့ဝင်အားလုံးရဲ့သဘောတူညီမှုနဲ့ရေးထားတဲ့အတွက်ကြောင့်မို့အပြစ်ချိုးဖောက်ခြင်းမချိုးဖောက်ခြင်းရဲ့အပြစ်ပေးစနစ်ကတပ်ဖွဲ့ဝင်တွေရဲ့ခံယူမှုနဲ့ပဲဆိုင်တယ်သူတို့ကိုယ်တိုင်ဒီဟာတွေကိုမကျူးလွန်ပါဘူးလို့ဂရိကုကိုပေးပြီးတော့သူတို့ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့အတွက်ကြောင့်မို့သူတို့အပြစ်ကျူးလွန်ခဲ့ရင်လည်းအဲ့ဒီပြစ်ကခေါင်းဆောင်တွေပေးတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ချိုးဖောက်ယူတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ကိုယ့် contact ကိုသွားတာပေါ့ချင်းရောကိုမန်ကတော့နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းပဲပေါ့ကျွန်တော်တို့အနေနဲ့တီးခြားမရှိဘူးလေကျွန်တော်တို့လည်းဒါတပ်ဖွဲ့တစ်ခုကိုလှုပ်တဲ့အချိန်မှာကျွန်တော်တို့လည်း KNDO ကနေပြီးတော့မှ PDF ဂျားထဲမှာရှိသေးတယ်ပေါ့နော် PDF ကိုပြန်ရောက်တယ် PDF ကိုလည်းသူက PDF ရဲ့ဒါ PDF မှာနေတော့လည်းဆိုရင်လည်းချင်းအောင်ကွန်မန်နဲ့ပတ်သက်လို့ရှင်လည်းစစ်ဥပဒေနဲ့စစ်မှတ်တမ်းဌာနကနေထုတ်ထားတဲ့အရာတွေကိုကျွန်တော်တို့ကဖတ်မှတ်လေ့လာပြီးတော့မှနားထောင်ရတာနားခံရတာပေါ့အဲ့တော့နားထောင်နားခံတဲ့နေရာမှာတော့နှစ်ပိုင်းရှိတာပေါ့ကျွန်တော်တို့ဒါ standard အဆင့်ရှိတဲ့တက်မတော်တရက်ဆိုရင်တော့အကျိုးစီးပွားအစနေထိုင်မှုအစဘာမှလဲကြည့်စရာမလိုတော့တဲ့အတွက်ကြောင့်မို့အကုန်လုံးကိုလေးစားလိုက်နာရတာပေါ့နော်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကြတော့သူကဒေသန္တရပေါ်မူတည်တာပေါ့ဟိုမှာကျွန်တော်တို့ PDF မှာတာဝန်ထမ်းဆောင်ခဲ့တာတော့မှာ PDF မှာစံပြုတ်ယူနီဖောင်းမရှိဘူးလေဟုတ်လားကချင်မှာနေကချင်ကရင်မှာနေကရင်ဟိုမှာရခိုင်မှာနေရခိုင်ရှမ်းမြောက်မှာနေ TNL အဲ့တော့ကျွန်တော်တို့မှာစံပြုတ်နဲ့ပတ်သက်လို့တော့မှဒေသန္တရပုံမှာမှီပြီးတော့မှကျွန်တော်တို့နေခဲ့ရတာပေါ့ဆိုတော့ကျွန်တော်တို့မှာ justice ဆိုကြတပ်ဖွဲ့နေရတော့ chain of command နဲ့ပတ်သက်လို့တော့တိကျမရှိဘူးကျွန်တော်တို့ PDF မှာနေခဲ့တော့ကျွန်တော်စစ်ဥပဒေနဲ့စစ်မှတ်တဲ့ဌာနထုတ်ပြန်ထားတဲ့အတိုင်းကျွန်တော်တို့နေတယ်ကျွန်တော်တို့ထွက်တော့လဲအဲ့ဒီအတိုင်းပဲအဲ့တော့ကျွန်တော်တို့ပုံမှာတော့ဘယ်သူတွေကကုတ်ကဲမှုရှိလဲဆိုလို့ရှိရင်တော့စစ်စင်ရေးကုတ်ကဲမှုအနေနဲ့ကတော့ KNU ကတရားရခိုင်နှုံးပဲပေါ့အဲ့တော့နိုင်ငံရေးကုတ်ကဲမှုအနေနဲ့ကတော့နိုင်ငံရေးက COC မလို့လေကျွန်တော်တို့ကဒေါ်လာရေးလောက်ကြလေဆိုတော့ဒီလောက်ပဲပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ပဲထပ်ပြီးတော့မှကျွန်တော်မေးချင်တာပေါ့နော်မေးချင်တာဆိုပထမကကျွန်တော်မေးခွန်းတစ်ခုချိန်လို့ပဲမချိန်တော့ကျွန်တော်ဒီဟာကိုပဲထပ်မေးမယ်အဲ့တော့ကိုစားတို့ justice ရဲ့ COC ကဘယ်လိုသွားနေလဲအဲ့တော့ကျွန်တော်တို့ justice ရဲ့ COC ဆိုတာစစ်ရေးကိုပြောရလားနိုင်ငံရေးကိုပြောရလားပေါ့နော်စစ်ရေးဆိုရင်တော့ခုနပြောတဲ့အကြောင်းပဲပြန်ပြောရမှာပဲ KNU ရဲ့ COC နဲ့သွားနေတာပေါ့
အဲ့တော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ COC ဘုံမှုတို့သိကျင်တာ COC မိချင်းမမိချင်းကိုသိကျင်တာ မှန်တယ် Okay right အဲ့ဒါဆိုရင်တော့ COC မိချင်းမမိချင်းဆိုတာအဲ့တော့စစ်စင်ရေးအကြောင်းပဲပြောမယ်ပေါ့နော်စစ်စင်ရေးတွေက chain of command ပေါ့အဲ့တော့ကျွန်တော်တို့အခု32 viewer နဲ့ Justice Soldier နဲ့တွဲပြီးစစ်တိုက်နေတဲ့ပုံစံဆိုရင်32 viewer နဲ့ကျွန်တော်တို့ viewer မှုစစ်စင်ရေးမှုအနေနဲ့ကတော့ဘိုးကြီးတာပေါ့အဲ့ဒီအောက်မှာတော့ကျွန်တော်တို့ဒါတပ်ဖွဲ့ခေါင်းဆောင်တွေရှိကြတာပေါ့အဲ့တော့တပ်ဖွဲ့ခေါင်းဆောင်တွေကဟိုဒီစစ်စင်ကြီးကိုဘယ်သူဥဆောင်မလဲဆိုဗိုလ်ဒါဘောဥဆောင်မယ် okay right ဗိုလ်ဒါဘောဥဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗိုလ်ဒါဘောရဲ့ဥဆောင်မှုနောက်တပ်ဖွဲ့ဝင်တွေပို့ပေးရတယ်ပေါ့ပို့ပေးပြီးတော့မှကျွန်တော်တို့ကလည်းသွားပြီးတော့မှဝင်းရံရတယ်ဝင်းရံပြီးတော့မှသူ့ရဲ့လက်လန်းမမီတဲ့တခြားသောစစ်ဘက်ဆိုင်ရာလုပ်ငန်းဆောင်တွေကိုကျွန်တော်လုပ်ငန်းဟိုစင်တာတွေကိုကျွန်တော်တို့ကလုပ်ရတယ်ပေါ့အဲ့တော့ဟိုမှာတိုက်ပွဲတစ်ပွဲမှာစစ်ဦးစီးကဘာတူလဲတက်မှုကဘာတူလဲဆက်သွယ်ရေးကဘာတူနီးပညာကဘာတူဆိုတော့ကျွန်တော်တို့မှာတိုက်ပွဲတွင်ချင်းရောကွန်မန်ကအပြည့်အဝရှိပြီးသားအဲ့တော့ဟိုစစ်စင်ရေးချင်းရောကွန်မန်ကတော့ရှင်းနေတာပဲကျွန်တော်တို့ဒါမြေပြင်မှာလှုပ်ဆောင်နေတာအားလုံးလည်းသိတာပဲအဲ့တော့စစ်စင်ရေးအနေနဲ့တခြားဘက်ချန်ကိုလည်းပြန်ကြည့်မယ်ဆိုဥပမာပေါ့ကျွန်တော်ကဒီစစ်စင်ရေးကိုဥဆောင်တယ်ဘုံမှုတို့ကလည်း LPDF ဖြစ်တယ်သူမဟုတ်တဖွဲ့ဖြစ်တယ်ပေါ့တော်လိုင်းအဲ့ဆိုဟုတ်ပြီ okay right ဒီစစ်စင်ရေးကငါဥဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ငါရဲ့စစ်စင်ရေးစုထဲမှာရှိတဲ့ချင်းရောကိုမန်ဆုံးဖြတ်ချက်ကိုမင်းတို့တရားရာခိုင်နှုန်းလိုက်နာရမယ်ဆိုရင် okay right အဲ့ဒါဆိုလို့ဟုတ်ပြီကျွန်တော်တို့ကတော့ခင်ဗျားရဲ့ဥဆောင်မှုရောစီးစွမ်းရည်ရောကြိုက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကပါဝင်မယ်ဆိုဟုတ်ပြီအဲ့ဒီစစ်စင်ရေးတစ်ခုလုံးဒီကျွန်တော်ရဲ့ authority ဖြစ်သွားတဲ့အတွက်ကြောင့်မို့ဘာမှတပ်ဖွဲ့ဝင်တွေကဝင်ရှုပ်လို့မရတော့ဘူးဖြစ်သွားပြီးတော့မှဒါချင်းကွန်မန်မိတယ်လို့ပြောလို့ရတာပေါ့အဲ့တော့နိုင်ငံရေးလားနိုင်ငံရေးဆိုရင်တော့သူကစကားများသွားပြီအဲ့တော့ကျွန်တော်တို့ Justice Soldier သွားနေတာက KMU ရဲ့နိုင်ငံရေးကိုဝိုင်းဝန်းအကောင့်ထဲပေါ်နေရလား NUG ရဲ့နိုင်ငံရေးကိုဝိုင်းဝန်းအကောင့်ထဲပေါ်နေရလားဥပမာပေါ့ဟိုတခြားသောဟို unit ဖြစ်ချင်တဲ့အင်အားစုတွေရဲ့နိုင်ငံရေးကိုဟိုပူးတွဲအကောင့်ထဲပေါ်နေရလားဆိုတော့ကျွန်တော်ရဲ့ကိုယ်ပိုင်နိုင်ငံရေးတော့ရှိပါတယ်သို့တော်လည်းပဲကျွန်တော်ကဘယ်သူနိုင်ငံရေးကိုမှအကောင့်ထဲပေါ်ပေးနေတာမဟုတ်ဘူးကျွန်တော်တို့ကလူထုလွတ်မြောက်ရေးကိုလုပ်နေတာကျွန်တော်တို့ဘယ်သူနိုင်ငံရေးကိုမှဝိုင်းဝန်းအကောင့်ထဲမဖော်ပေးဘူးဆိုတော့ဟုတ်ပြီစစ်ရေးဆိုတော့နိုင်ငံရေးကအဆုံးသက်ဖြစ်တယ်ဆိုတော့ UNG ကနိုင်ငံရေးကောင်းတယ်ဆိုရင်တော့စစ်ရေးမလိုဘူးလားโอเคလိုတယ်ဆိုရင်လိုတဲ့ချိန်ကျွန်တော်တို့ဟိုညှိနှိုင်းလိုက်ပေါ့ကျွန်တော်တို့အတူတူတိုက်ကြမှာပေါ့အဲ့ချိန်ကျရင်ကျွန်တော်တို့တက်မှုကောင်းရင်ကျွန်တော်တို့ဥဆောင်မယ်သူတို့တက်မှုကောင်းရင်သူတို့ဥဆောင်လိုက်ပေါ့ဥပမာဘကိုးတိုင်းရောက်လို့ဘကိုးကတက်မှုတွေကဥဆောင်မှုကောင်းတယ်ဆိုကျွန်တော်တို့ကလည်းသူတို့ရဲ့မိတ်နာခံပြီးတော့ဟိုတိုက်ရမှာပေါ့ဟုတ်လားဒါမှမဟုတ်စကိုင်းတိုင်းရောက်လို့စကိုင်းရဲ့တက်မှုတွေကကောင်းတယ်ဆိုရင်ကောင်းတယ်စွမ်းဆောင်ရည်ပြည့်တယ်ဆိုရင်ကျွန်တော်တို့ကလည်းဟုတ်ပြီသူတို့ရဲ့ကိုကဲမှုကိုလိုက်ရမှာပေါ့ဒါနိုင်ငံရေးမဆိုင်ဘူးစစ်ရေးတွေကဟိုချင်းကွန်မန်ကိုပြောပြတာဒါလောက်ဆိုရင်လုံလောက်ပြီလေဒီလောက်ဆိုရင်လုံလောက်ပြီငါတို့ပေါ်နေတဲ့နိုင်ငံရေးကိုမင်းတို့ကဝိုင်းဝန်းအကောင့်ထဲပေါ်ပေးမှ COC မိတယ်ဆိုရင်တော့ဒါတင်းကွတ်တာဖြစ်သွားပြီဒါ COC မဟုတ်တော့ဘူးကျွန်တော်ပြောကျွန်တော်တို့စစ်တိုက်ဖို့တောခိုခဲ့ကြတဲ့လူငယ်တွေလေကျွန်တော်တို့လူထုလွတ်မြောက်ချင်တာအဲ့တော့လူထုကိုဘယ်နိုင်ငံရေးနီးနဲ့လွတ်မြောက်မှာလဲဆိုတော့နိုင်ငံရေးသမားတွေရဲ့လှုပ်အဲ့တော့နိုင်ငံရေးသမားတွေကနိုင်ငံရေး PR အတွက်စစ်တိုက်ချင်တယ်ဆိုရင်ကျွန်တော်တို့ ready ရှိတယ်လေအဲ့ဒါကိုကျွန်တော်တို့ကဘယ်နိုင်ငံရေးကိုအကောင့်ထဲဝိုင်းဖော်မှဟို COC မိမယ်ဆိုရင်တော့အဲ့တော့ဘာ COC ကိုပြောတာလဲပေါ့ဆိုတော့အဲ့တင်းကွတ်တာပေါ့ဗျာသိလားအဲ့တော့ဒါပေမဲ့အဲ့ဒီတင်းကွတ်တာတွေက UNG ကလှုပ်တာလားအမူရီကလောက်တာလားကျွန်တော်တို့အမူရီ UNG နဲ့ပေါင်းလာတာပဲကျွန်တော်တို့တခါမှမသိကုတ်ဘူးလေဒါ social media ဘောစကလုံးနေနဲ့ဟိုတွေးခွဲတက်ရှိုးတာပေါ့အဲ့လိုမျိုးပါဟုတ်ကျွန်တော်တို့ကတော့ဒါ COC Justice Soldier တက်ဖွဲ့ကတော့ CACOC ကတော့အပြည့်အဝ100%မိနေတယ်လို့ပြောလို့ရတာပေါ့ဟုတ်